စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့အောင်မြင်မှုစီကိုရှောက်လန်းရင်တခါတရံအခက်ခဲတွေအတားအဆီးတွေကိုတကိုယ်ရဲ့အထီးကျန်စွာရင်ဆိုင်ဖြတ်သန်းကြပါတယ်။ညင်းပယ်ခံခြင်းတွေရှုံးနိမ့်မှုတွေကြောင့်စိတ်ဓာတ်တွေဟာလည်းအကြိမ်ကြိမ်ပြိုလဲခဲ့ကြပြီးအားပေးမှုတွေကိုမျှဝေဖို့လိုအပ်လို့နေပါတယ်။အခက်အခဲတွေကိုမျှဝေပြီးအောင်မြင်မှုတွေကိုအတူတကွပံ့ပိုးကူညီပေးမယ်ခိုင်မာတဲ့အသင်းအဖွဲ့တစ်ဖွဲ့ဟာရှိလို့နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း MYEA ဟာမြန်မာနိုင်ငံအတွင်းရှိစွန့်ဦးတီထွင်လုပ်ငန်းများတိုးတက်များပြားအောင်မြင်လာစေဖို့လူငယ်လုပ်ငန်းရှင်များကိုစုစည်းထားပြီး2009ခုနှစ်မှာကုန်သည်စက်မှုအသင်းချုပ်အောက်ရှိလူငယ်များက MYEG စွန့်ဦးတီထွင်လုပ်ငန်းရှင်များအစုအဖွဲ့ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး2012ခုနှစ်မှာတော့မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း MYEA ဖြင့်တရားဝင်ပြောင်းလဲဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ ကျမအနေနဲ့ကတော့2023ကနေ2026အထိတာဝန်ယူထမ်းဆောင်နေတဲ့ဥက္ကဋ္ဌတယောက်ပဲဖြစ်ပါတယ်။ MYE အသင်းရဲ့အဓိကရည်ရွယ်ချက်ကတော့လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုပံ့ပိုးပေးရန်နဲ့စွန့်ဦးတီထွင်ခေတ်စနစ်တစ်ခုပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီးတော့မှရည်ရှိတည်တဲ့ခံမြဲအောင်မြင်အောင်ဆောင်ရွက်နေတဲ့အသင်းတစ်ခုဖြစ်ပါတယ်။2014ခုနှစ်မှာတော့အာဆီယံလူငယ်စီးပွားရေးလုပ်ငန်းရှင်များကောင်စီ AYEC နဲ့လက်တွဲခဲ့ပြီးအာဆီယံလူငယ်စီးပွားရေးလုပ်ငန်းရှင်များအသင်း AYEA ကိုစတင်တည်ထောင်တဲ့အဖွဲ့ဝင် Founding Member အဖြစ်ဂုဏ်ယူစွာပါဝင်ခဲ့တယ်လို့ဤပူးပေါင်းဆောင်ရွက်မှုကြောင့်မြန်မာလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များရဲ့အသံကိုဒေသတွင်းနဲ့နိုင်ငံတကာစင်မြင့်မှာပိုမိုကျယ်လောင်လာအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ယနေ့အချိန်မှာ MYE ဟာရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာပြည်နယ်နဲ့တိုင်းအသင်းခွဲ9ခုကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီးအသင်းဝင်ဥယေ1500ကျော်ကိုစုစည်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ MYE ရဲ့ flagship activities အနေနဲ့ကတော့မြန်မာ Entrepreneurship Summit ကို2016ကနေပြီးတော့2019နှစ်ထိ၄နှစ်တိုင်ပေါ့နော်ကျင်းပပြုလုပ်ခဲ့ပါတယ်မြန်မာ Entrepreneurs Carnival ပေါ့နော်မြန်မာစွန့်ဦးတီထွင်ပွဲတော်ကိုတော့အမားတို့ဒီရန်ကုန်မှာတစ်ချိန်မန္တလေးမှာတစ်ချိန်တောင်ကြီးမှာတစ်ချိန်၃ချိန်တိုင်ကျင်းပခဲ့ပါတယ် Global Entrepreneurship Week ပေါ့နော်နိုဝင်ဘာဒုတိယပတ်မှာကျင်းပတဲ့စွန့်ဦးတီထွင်ရက်သက်ပတ်မှာဆိုလို့ရှိရင်ဒီလိုစွန့်ဦးတီထွင်လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့panel discussion တွေစကားဝိုင်းဟောပြောပွဲတွေဆွေးနွေးပွဲတွေပေါ့နော်လှုပ်ရှားမှုတွေကိုနိုင်ငံနဲ့အဝန်းမှာကျင်းပကြရပါတယ်။ MYE ကတော့ National Host အနေနဲ့ပါဝင်ခဲ့ပြီးတော့ MYE နဲ့မိဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့နှစ်စဉ်ဆောင်ရွက်ခဲ့ပါတယ်။ MYE ဟာအသင်းဝင်များရဲ့အောင်မြင်မှုအတွက်အဓိကမန်နိုင်ကြီး6ချက်ဖြစ်တဲ့ networking အသင်းဝင်လုပ်ငန်းရှင်များကြားအပြန်အလှန်ချိတ်ဆက်ခြင်း knowledge sharing စီးပွားရေးဆိုင်ရာဗဟုသုတနဲ့အတွေ့အကြုံများဖလှယ်ခြင်း capacity building စီးပွားရေးဆိုင်ရာလုပ်ငန်းစွမ်းဆောင်ရည်မြင့်တင်ခြင်း access to finance ငွေကြေးနဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာထောက်ပံ့များရရှိနိုင်စေရန်ချိတ်ဆက်ဆောင်ရွက်ခြင်း access to market မိမိရဲ့လုပ်ငန်းအားဈေးကွက်ပိုမိုရရှိနိုင်စေရန်ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း community စွန့်ဦးတီထွင်ခြင်းနဲ့သက်ဆိုင်သူအားလုံးပါဝင်တဲ့အတိုင်အဝန်းတစ်ခုတည်ဆောက်ခြင်းစတဲ့အချက်6ချက်ကိုအခြေခံပြီးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်။အမားတို့ MYE အနေနဲ့2025ခုနှစ် March လကနေစတင်ပြီးတော့ Business Growth Initiative Program ကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ Business Growth Initiative Program မှာဆိုလို့ရှိရင် Digital Transformation, Sales and Marketing and Distribution, Access to Finance, Human Resource Development နဲ့ Entrepreneurship Development ဆိုပြီးတော့ခေါင်းစဉ်5ခုနဲ့ပြည်내နဲ့တိုင်း4ခုမှာပွဲဆန္ဒပွဲကိုတစ်နှစ်အတွင်းကျင်းပဖို့အတွက်စီစဉ်ထားရှိပါတယ်။ MYE ကတကယ်စီးပွားရေးစလုပ်တဲ့မဲ့လူငယ်လူရွယ်တွေဒီ startup တွေအတွက်ကိုအများကြီးဒါအခွင့်အလမ်းတွေအများကြီးဖွင့်ပေးတယ်ဆိုတဲ့အနေအထားမျိုးတွေ့ရတယ်။ MYE မဝင်ခဲ့ချိန်တော့ကတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးပိုင်းမှာအားနည်းမှုရှိရပေါ့နော် MYE ဝင်ပြီးတဲ့နောက်ပိုင်းမှာလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးပိုင်းမှာပို့ပြီးတဲ့အခါကျတော့အားကောင်းလာခဲ့တယ် actively participate လုပ်ဖြစ်ရင်းနဲ့ပို့ပြီးတော့အပေါင်းအသင်းတွေပို့ရလာတယ်ပြီးတော့အဆက်အသွယ်တွေပို့ရလာတယ်ပေါ့နော်ပထမဆုံးရောက်တဲ့ event မှာတင်ကျွန်တော်အကုန်လုံးကဟိုခိုင်းပြီးတော့
welcome လုပ်တယ်အဲ့မှာတခါတည်း committee PR committee ကျွန်တော်စ join ဖြစ်တာပေါ့နော်တခါတည်း committee တွေကိုတန်းပြီးထည့်တယ် ။မသိရတာကတော့ကိုနဲ့တူညီတယ်ပေါ့နော်။စီးပွားရေးလုပ်နေတဲ့လူငယ်အများကြီးကိုတွေ့ရတယ်။ network ကြီးလည်းကျယ်ပြန့်နေပေါ့နော် team work ပေါ့နော် team work ရဲ့ကိုယ့်ရဲ့ဒီ capacity building တွေလည်းတိုးတက်လာတယ်information လည်းရတယ်ပေါ့ဗျာ ထုတ်လုပ်ရေးပိုင်းမှာဒီ supplier တွေ logistic တွေဒီ networking တွေအများကြီးရခဲ့တယ်ပေါ့နော်အဲဒီ activity တွေမှာအများကြီးရခဲ့တယ် အဲ့ဒီ event တွေကနေတဆင့်လဲကျမတို့ဒီ SME လုပ်ငန်းရှင်တွေအတွက်အကျိုးကျေးဇူးအများကြီးရရှိခဲ့ပါတယ် ဒီ MYE ရဲ့မောင်နှမတွေနဲ့အတူတူမိတ်ဆွေဖြစ်ခွင့်ရတယ်တည်ကျွမ်းခွင့်ရတဲ့အပြင်ကိုဒီအပြင်မှာရှိတဲ့ partner တွေနဲ့လည်းတည်ကျွမ်းခွင့်ရတဲ့အတွက်ကြောင့်မလို့အမအတွက်ကတော့အကျိုးအများကြီးရှိခဲ့ရပေါ့နော် ဒီ MYE ကိုကျမကိုယ်တိုင်လည်းပဲအသင်းတွေကိုဆိုရင်မဝင်ခဲ့ဘူးပေါ့နော်အသင်းဝင်တဲ့အချိန်မှာတခါလေကြာရင်ဝင်တင်တာလားဝင်တင်ဘူးလားအလုပ်တွေနဲ့ဖြစ်ပါမလားဆိုတော့စိုးရိမ်မှုတွေဖြစ်ခဲ့တယ်။ဒါပေမဲ့အသင်းဝင်လိုက်တဲ့အချိန်မှာဘာကိုတွေ့ရလဲဆိုတဲ့အခါကျတော့ကျမတို့ network ပေါ့နော်ဒီတငယ်ချင်းတွေအများကြီးရလာတယ် business network တွေရလာတယ်ဒီအဲ့ပေါ်မှာမှကျမတို့ဒီအတင်းကြီးထဲမှာဆိုလေတကယ်ကိုအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေလည်းရှိတယ်ပညာရှင်တွေအသိပညာရှင်အသက်ပညာရှင်တွေလည်းရှိရကြမို့လို့ကျမတို့ကိုယ်တိုင်မလင်းအဲ့ဒီအောင်မြင်နေတဲ့လုပ်ငန်းရှင်တွေအသိပညာရှင်အသက်ပညာရှင်တွေကနေပြီးတော့မှ landing လုပ်လို့ရတာတွေရှိတယ်အဲ့အတွက်ကိုကျမတို့အနေနဲ့ဒီပတ်ဝန်းကျင်ခေါင်းကြီးတစ်ခုရှိနေရဲဆိုတာ MYE ကိုအသိဝင်လိုက်လို့ရှိရင်ဒီအချိတ်ဆက်တွေကိုပို့ရနိုင်တဲ့အတွက်ဒီမှာအသိဝင်ဖို့အတွက်ကိုလည်းဖိတ်ခေါ်တယ်ကျမတို့အတွက်ကဒီ network တွေကိုဖန်တီးပြီးတော့မှအကောင်းဆုံးပြည်တွင်းရောပြည်ပရောချိတ်ဆက်ပြီးတော့မှအကောင်းဆုံးလုပ်ငန်းတွေကိုချဲ့ထွင်ပြီးဆောင်ရွက်သွားလို့ရတယ်ဆိုတဲ့ message ကိုတော့ကျမပေးချင်ပါတယ် ။မတို့ meeting လုပ်နေရလား MYE ရဲ့ဒါ new member ညီမလေးပါ ကျေးဇူးပါတယ် ။ကျေးဇူးပါတယ် welcome ပါညီမလေး မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနေဖြင့်မြန်မာနိုင်ငံရဲ့စီးပွားရေးအခမ်းကဏ္ဍမှာအရေးပါတဲ့လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက်ပြည်ရင်းမှာသာမကပြည်ပနိုင်ငံများနှင့်ပါများစွာသောအခွင့်အလမ်းများကိုဖန်တီးပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။လူငယ်လုပ်ငန်းရှင်များနဲ့စုစည်းဖွဲ့စည်းထားတဲ့ပျော်ရွှင်ပွဲကောင်းတဲ့ MYE အသင်းကြီးမှာသင်လဲအတူပါဝင်နိုင်ပါပြီ။အခုဆိုရင်သင်တယောက်တည်းရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေကိုခြံထားခဲ့ပြီးတော့ MYE နဲ့အတူရီမန်းချက်ပန်းနိုင်ကိုအတူတကွပုံဖော်ပြီးပိုကောင်းတဲ့အနာဂတ်တစ်ခုကိုတည်ဆောက်လိုက်ပါ MYE အသင်းကြီးဟာအသင်းဖွဲ့တစ်ခုထက်မိသားစုတစ်စုကဲ့သို့ဖေးမကူညီခြင်းယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်ခြင်းနှွေးထွေးလှိုက်လဲခြင်းများနဲ့သင်အားကြိုးဆိုလျက်ရှိနေပါတယ်